လာပါအရင်ရက်တွေကရင်မင်းပြလာတာချက်ရက်ပေါ်ပိုင်းဘိုက်ကြစေမဲ့နီးနန်းနေပေါ့နော်စီကြမနီရင်မင်းပြအခုရင်မင်းချက်ရက်အောက်ပိုင်းကစားပြမယ်အဲ့ဒါလည်းရင်မင်းကအကျိန်20 3ကြောလောက်ဆော့မယ်အဲ့ဒါလေးနေ့တိုင်းမှန်လေးဆော့ပေးပါဒါရင်မင်းကိုယ်တိုင်လေ့ကြည့်ပြီးမှ sharing ပြန်လုပ်တဲ့ဟာလေးပါနော်စမယ်နော်အလား ready အခင်းတခင်းလို့ပါတယ်ပြီးရင်မင်းတို့ချောင်းဆင်လိုက်တယ်ပြတယ်နော်တင်မအောက်မှာလက်ချက်လိုက်မယ်ဒါချက်ရက်အောက်ပိုင်းတချို့မလုံးနိုင်တဲ့လူကတင်မမှာလက်အောက်မှာထည့်လိုက်နော်ရှောက်နော် closing 1 2 3 4 5မေးဆွဲတာနော်6 7 8 9 10 1 2 3 4 5 6 7 8 9 2 20တကြောရပြီတချို့လုံနိုင်တဲ့လူတွေကလက်ကိုလွှတ်လိုက်မယ်တချို့ကလက်နာတယ်ရင်ဘတ်ပေါ်မှာတင်းတာလေးဆွဲတာပြောင်းနော်1 2 3 4 5 6 7 8 9 10 1 2 3 4 5 6 7 8 9 2ဒီမင်းပုံစံလေးမျိုးပြလာတယ်အဲ့ဒါကိုကိုကြိုက်နေတာကဟာကိုရွေးချယ်ပြီးကစားနိုင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်တော်လို့ကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်ပြည့်စုံကြပါစေပညာဒါနလေးပါ